ကဲဒါလေးကတော့ကျွန်တော်တို့စိုးကြီးရှိုးတို့မှာအသိထက်ရောက်ထားတဲ့ GT1 လေးပဲဖြစ်ပါတယ်ခင်ဗျာနော်တောက်လျှောက်နဲ့လေးပါတောက်လျှောက်နဲ့လေးကမှ2000ခွန်မော်ရထွက်တဲ့ license တက်တန်းနဲ့အသိနဲ့အလွိုင်းပတ်လေလေးခင်ဗျာနော်တောက်လျှောက်နဲ့ကာလာခဲအောင်လေးပါတောက်လျှောက်နဲ့ဖြစ်တဲ့အယိုးစစ်တက်ကအလုံးရှင်းပါတယ်ဝိုင်းရင်လိုင်စင်နဲ့ရပါမယ်ခင်ဗျာအတွင်းကန်းလေးပြပေးမယ်နော်ကျွန်တော်တို့ဒီကောင်လေးကိုတော့အတွင်းကန်းလေးကိုတော့ poster လေးပြန်ဆင်ထားတယ်ခင်ဗျာနော် poster ကတော့ပြန်ဆင်ထားတာပါခင်ဗျဒါလေးကတော့ poster ဆင်ထားတာလေးပါတွင်းကန်းလေးလည်းတန့်ပါတယ်ရောင်းရမယ့်ဈေးလေးကလည်း900ကို2သိန်းရောက်တဲ့ဈေးလေး698သိန်းနဲ့ညှိနှိုင်းရောင်းချရမယ်ငွေချမ်းအလဲထက်ရကြအားလုံးရပါတယ်ခင်ဗျာ2000ခွန်မော်တဲ့အင်ဂျင်ပါ 1.3 တောက်လျှောက်နဲ့ booster လေးနဲ့ GT1 လေးဖြစ်ပါတယ်ကားလေးကိုစိတ်ဝင်စားတဲ့ဆက်သွဲမြင်မြင်ရှင်နဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဘာသာဖုန်းနံပါတ်39 6865 9912ကိုဆက်သွယ်ရမယ်ဆောင်းပါးနာပါတယ်ခင်ဗျာကိုယ်တိုင်ကိုကြားလာရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့အရှိတကုံ9ရက်ကွက်ရာဇတွေ့ one way လမ်းမရုံမှာကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာကဲတခြား GT1 မဟုတ်ဘူးကျွန်တော်ရှိမှာအခြား GT1 များစွာလည်းရှိပါတယ်ခင်ဗျာနော်ရှိုးတို့မှာကိုယ်တိုင်ကိုကြားလာရောက်ကြည့်ရှုလို့ရပါတယ်ခင်ဗျာငွေချမ်းလဲတဲ့ကြီးကြအကုန်ရပါတယ်နော်ကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်